အားလုံးပဲမင်္ဂလာပါရှင် Audio Book Library ပိုင်း Imo ဆိုတဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့လေးက Valentine နေ့လေးလည်းဖြစ်တဲ့ဆိုတော့ချစ်ချင်းမေတ္တာနဲ့ပတ်သက်တဲ့စောင်းပါလေးတစ်ပုဒ်ကိုဖတ်ပြပေးချင်ပါတယ်ရှင်။စောင်းပါလေးရဲ့ခေါင်းစီကတော့နှစ်ကာချစ်တက်လာတဲ့အခါတဲ့ပြီးခဲ့တဲ့ရက်ပိုင်းကမှဆရာဒေါက်တာဖြူတီယာရေးသားမျှဝေထားတဲ့စောင်းပါလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ Imo ကိုယ်တိုင်ကချစ်ချင်းမေတ္တာနဲ့ပတ်သက်လာလို့ရှိရင်အရင်ယုံကြည်တဲ့သူလို့ဆိုရပါလိမ့်မယ်။ဘလို့ဆက်ဆံရေးမျိုးမှမဆိုကိုဘက်ကစစ်မှန်တဲ့ချစ်ချင်းမေတ္တာကိုသာပေးမယ်ဆိုရင်ကိုလည်းပဲစစ်မှန်တဲ့မေတ္တာမျိုးပြန်ရမယ်လို့ယဉ်ကျေးထားတဲ့သူပေါ့နော်ကိုကြောင့်မို့လို့ကိုချစ်ရတဲ့သူလေးတွေကိုအေးချမ်းစေခြင်းနဲ့ပျော်လဲပျော်ရွှင်စေခြင်းနဲ့ခွန်အားလဲဖြစ်ပေးခြင်းနဲ့ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာချစ်ချင်းမေတ္တာနဲ့ပတ်သက်လို့လက်ခံလာမိတာလေးတစ်ခုလည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကိုနဲ့အတူရှိနေရင်စိတ်ချမ်းသာစေခြင်းတာကလည်းချစ်ချင်းမေတ္တာဆိုပေမဲ့လို့တခါတလေမှကြတော့လေကိုဘေးနားရှိနေပြီးတာကကိုချစ်ရတဲ့သူအတွက်ခွန်အားမဖြစ်တော့ဘဲနဲ့စိတ်ပင်ပန်းရတယ်ဆိုတာမျိုးလဲဖြစ်နေနိုင်တယ်လीနော်အဲ့လိုအခြေအနေမျိုးမှာသူ့ဘေးနားလေးကနေပျောက်ကွယ်သွားပြီးနိုင်တာကလည်းချစ်ချင်းမေတ္တာပဲလို့လက်ခံလာမိတာလေးပါဒါကတော့အမွန်ရဲ့အတွေ့အမွန်ရဲ့ခံစားချက်ပေါ့နော်တယောက်နဲ့တယောက်တော့မတူညီနိုင်ပါဘူးဘလို့ပဲဖြစ်ဖြစ်တယောက်နဲ့တယောက်နှွေးထွေးမှုပေးနိုင်တဲ့ခွန်အားဖြစ်ပေးနိုင်တဲ့ relationship မျိုးလေးတွေကိုပဲပိုင်ဆိုင်နိုင်ကြပါစေပျော်ရွှင်ရတဲ့ Valentine နေ့လေးလည်းဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ဆိုတော့ဆောင်းပါးလေးကိုစပြီးတော့ဖတ်ပြပေးချင်ပါတယ်။ဆောင်းပါးလေးရဲ့အစမှာ Gary Chapman ရေးတဲ့ Five Love Language ဆိုတာလေးကိုတော်တော်များများသိကြလိမ့်မယ်လို့ထင်ပါတယ်။ကိုချစ်တဲ့အကြောင်းတစ်ဖက်လူသိအောင်ကိုယ့်ရဲ့အချစ်ကိုပြသတဲ့နီးနာ၅ခုပါ။အဲ့ဒါတွေကဘာလဲဆိုတော့ Number 1 Give တဲ့လက်ဆောင်ပေးတယ်။အတိအမှတ်ပြုပြီးတော့လက်ခံတယ်။ Number 2 Error Service လို့ဆိုတဲ့လိုအပ်တာလေးတွေကိုလုပ်ပေးတယ်။ Number 3 quality time နဲ့အချိန်ပေးတယ်။ Number 4 physical touch လူချင်းထိတွေ့တယ်။ Number 5 word of affirmation လို့ဆိုတဲ့နှုတ်ကနေချိုတာကောင်းမွန်တဲ့စကားလုံးလေးတွေနဲ့ဖော်ပြပါတယ်တဲ့။နောက်ထပ်တွေးမိတာလေးတစ်ခုလည်းရှိပါသေးတယ်။အပေါ်ကနှစ်ချက်နဲ့လည်းအနည်းငယ်ဆက်တယ်လို့ပြောလို့ရပါတယ်။ဘာလဲဆိုတော့ self improvement ပါ။ဟုတ်ပါတယ်။တူတယောက်ကိုတကယ်ချစ်တတ်လာတဲ့အခါလူဟာကိုတိုးတက်မြင့်မားလာအောင်ကြိုးစားတော့တာပါပဲဒါတီလည်းပဲကိုယ့်ရဲ့အချစ်ကိုဖော်ပြတဲ့ဘာသာစကားတစ်မျိုးလို့မြင်မိပါတယ်ဘဝမှာပထမဆုံးချစ်မိတဲ့သူတွေနဲ့ပဲစပြောကြမယ်လीနော်ဘသူတွေလဲဆိုတော့အဖေနဲ့အမေပါငယ်ငယ်ကလေးကစာကြိုးစားတာကလည်းသူတို့ကိုချစ်လို့ပါပဲသူတို့ကိုကြောင့်ဂုဏ်ယူနေရတာကိုသဘောကျတယ်လိမ့်လိမ့်မာမာနဲ့ပဲနေခဲ့တာကလည်းသူတို့ကိုစိတ်မစင်းရဲစေခြင်းလို့ပါအဖေကိုချစ်တယ်အမေကိုချစ်တယ်ဟုတ်တိပတိမပြောခဲ့ဘူးပေမဲ့လို့ကိုတစ်သက်လုံးဒီ love language နဲ့ပဲကိုရဲ့အချစ်တွေကိုပြသနေခဲ့ပါတယ်နောက်ပိုင်းအလုံးလုံးလို့ပိုက်ဆံနေစုတော့လေသူတို့ကနံပါတ်1အကြောင်းရင်းပါပဲနေထိုင်မကောင်းဖြစ်ရင်ကုသပေးစရာပိုက်ဆံရှိခြင်းနဲ့ငွေအတွက်ပူနေရတာမျိုးလည်းမဖြစ်စေချင်ဘူးစိတ်ချလုံခြုံမှုကိုပေးခြင်းနဲ့တဆင်းထက်တက်လာတော့ခြံနဲ့ဝန်းနဲ့နေစေခြင်းလာတယ်အသက်ကြီးလာရင်အဲ့လိုလေးနေရတာကပိုပြီးကောင်းမယ်လို့ထင်မြင်မိလို့ပါအဲ့ဒီတခုကတော့အခုထိအကောင့်တွေမပေါ်နိုင်သေးဘူးလို့ပဲဆိုရပါလိမ့်မယ်ချစ်တိုင်းအကုန်လုပ်ပေးနိုင်လာမှာတော့မဟုတ်ဘူးပေါ့နော်အကန့်အသတ်တွေတော့ရှိတာပေါ့သို့တော့တကယ်ချစ်လာပြီဆိုလို့ရှိရင်စူးစမ်းခြင်းစိတ်တွေဖြစ်လာတာတော့အမှန်ပါပဲ self improvement ဆိုတာမှာငွေကြေးတွေအလုပ်အောင်မြင်မှုတွေကိုပဲပြောတာမဟုတ်ပါဘူးတဲ့တခြားသောဘဝရဲ့အစိပ်ပိုင်းတွေလည်းပဲပါဝင်ပါသေးတယ်ဥပမာပြောရရင်ကျန်းမာရေးလို့ပဲဆိုကြပါစို့မိသားစုဝင်တရားနေထိုင်မကောင်းဖြစ်ခြင်းဟာတမိသားစုလုံးကိုအောက်ကိုဆွဲချဖြစ်သွားနိုင်ပါတယ်ဒီလိုပြောလို့မကျန်းမာတဲ့အဖိုးအဖွားတွေမိဘတွေကိုတော့စိတ်မကောင်းမဖြစ်စေချင်ပါဘူးအချိန်တန်ရင်တော့လေဒီခန္ဓာကပြည့်ရွံ့လာတာပဲလीနော်ဂယုစိုက်တိုင်သာကျန်းမာနေတည်တဲ့သူဆိုတာဘယ်ရှိပါတော့မလဲဒီနေ့ခေတ်အရဆိုရင်လေကျွန်တော်တို့ထိတွေ့နေရတဲ့ဓာတုပစ္စည်းတွေကလည်းညောင်များစွာရှိနေပါတယ်ကိုထိန်းချုပ်လို့မရတာတွေကလည်းအများကြီးပါသို့တော့ကိုရဲ့ lifestyle ကတော့ကိုရဲ့လက်ထဲမှာလုံလုံရရရှိနေသေးတယ်လीနော်အစားအသောက်တွေဆင်ခြင်မယ်ကိုလက်လှုပ်ရှားလုပ်မယ်အရက်စီးလိပ်တွေရှောင်မယ်လျှော်မယ်ဒါတွေကကိုလုပ်လို့ရတဲ့အရာတွေပါအဲ့ဒါတွေကိုမဆင်ခြင်ခဲ့ရင်တော့တစ်ချိန်ကျရင်ကိုမိသားစုကိုချစ်ရတဲ့သူလေးတွေကအကြီးအကျယ်စိတ်ဆင်းရဲကြရပါလိမ့်မယ်ဒါကြောင့်ကိုကျမကြီးကိုဂရုစိုက်တာကလည်းပဲကိုချစ်တဲ့သူတွေအပေါ်ကိုရဲ့ချစ်ချင်းမေတ္တာကိုပြသခြင်းတစ်မျိုးပါပဲလူတွေမှာအနည်းနဲ့အများပဲကွာခြားပါလိမ့်မယ်စိတ်ဓာတ်ရာတွေဆိုတာကတော့ရှိကြတာကြီးပါပဲ
ငယ်ဘဝဆိုတာတွေကရွေးချယ်လို့မရခဲ့တာလीနော်ကိုတန်ရာတွေကိုကိုတတိမထားမိပဲနဲ့ကိုချစ်သူကိုရဲ့အိမ်နောင်ဘက်ကိုသားသမီးလေးတွေအပေါ်ပုံချနေမလားဒီတန်ရာတွေကနေလွတ်မြောက်အောင်ကြိုးစားပြီးတတိအားကောင်းအောင်လေ့ကျင့်ပြီးတော့ကိုရဲ့ဗတ္တာပါရှင်ကိုပဲသူတို့စီကိုပေးမလားဒါကတော့ကိုရွေးချယ်လို့ရတဲ့အရာလीနော်ကိုရဲ့စိတ်ကိုကျမ်းမာအောင်အတိတ်ကနေလွန်မြောက်အောင်တနေ့ထက်တနေ့စူးစမ်းနေခြင်းကလည်းပဲတကယ်ချစ်တဲ့သူရဲ့အလေးထားပဲလို့ဆိုနိုင်ပါတယ်တဲ့ရုပ်ပိုင်းဆိုင်ရာဆိုရင်လည်းဒီလိုပါပဲချောလို့လှလို့ချစ်တဲ့အချစ်ကမတည်မြဲပြီမဲ့ချစ်လာရဲဆိုရင်တော့ကိုချောအောင်လှအောင်ကြည်ကအောင်နေချင်လာတာပဲလीနော်တချို့တွေဆိုရင်သာသမီရကမှတစ်သက်လုံးတောက်လာခဲ့တဲ့စီလေးကိုဖျက်လိုက်တယ်တငယ်ချင်းတယောက်ဆိုရင်အရက်မတောက်တာကြာပြီတဲ့အလုပ်တွေလည်းပို့ပြီးတော့ကြိုးစားလာတယ်ဒါတွေဒီလည်းပဲ self improvement လို့ဆိုလို့ရတယ်တိုးတက်အောင်လုပ်တယ်ဆိုလို့တိုက်တွေကားတွေနဲ့ဖြစ်လာမှာမဟုတ်ပါဘူးမနေ့ကထက်ဒီနေ့ပိုတော်လာတယ်မနေ့ကထက်ဒီနေ့အကောင်းမြင်စိတ်တွေပိုပြီးတော့ရှိလာတယ်မနေ့ကထက်ဒီနေ့မှာကိုယ့်ရဲ့အမှုချင်းတွေက healthy ပိုဖြစ်လာတယ်ဆိုတာလည်းပဲ grow ဖြစ်လာတာပဲလीနော်အချစ်ကလွယ်လို့ကိုဘွားမှာဘာမှမရှိဘူးဆိုတာကတချင်းတွေရုပ်ရှင်တွေအနေနဲ့သာနားထောင်လို့ကြည့်လို့ကောင်းတာပါတကယ်လက်တွေ့ကြတကယ်သာချစ်တက်လာတယ်အချစ်သာတကယ်ရှိရဆိုလို့ရှိရင်ကျန်တာတွေရှိလာအောင်လဲအထုတ်ဖြစ်လာတာပါပဲတိမ်တောင်းချီတင်မတောင်းနိုင်ပြီမဲ့လို့ကိုအားဖြင့်သူ့ကိုဂုဏ်ယူစေခြင်းနဲ့ကိုစိတ်ဓာတ်ကိုရဲ့ရည်တည်ချက်လူမှုအတိုင်းဝိုင်းအတွက်ကိုအကျိုးပြုနေတာတွေကိုရည်ချင်းတွေကြောင့်သူ့ကိုမျက်နှာပွင့်စေခြင်းနဲ့သူအတွက်ဒါတွေလုပ်ခဲ့တာမဟုတ်ပေမဲ့လို့သူတီလည်းပဲတွန်းအားတစ်ခုအဖြစ်နဲ့ပါဝင်နေတာပါပဲတစ်တပင်ကောင်းရင်ငှက်တတောင်းနားရတယ်ဆိုတဲ့မြန်မာစကားပုံလေးလည်းရှိတယ်လीနော်ကိုဆိုတဲ့တစ်ပင်ကြီးထွားလာတာနဲ့အမျှပေးနာလို့ရတဲ့ငှက်အရေးအတွက်ကလည်းပိုပြီးတော့များလာမှာပဲဖြစ်ပါတယ်တိုးတက်မြင့်မာအောင်ကြိုးစားကြတယ်ဆိုတာမှာအမျိုးမျိုးသောအကြောင်းရင်းတွေရှိတတ်ပါတယ်သူများအောင်မကြခြင်းလို့သူများနှိမ်နာမခံခြင်းလို့ချမ်းချမ်းသာသာနေခြင်းလို့စသဖြင့်မှာအဲ့ဒီထဲမှာမိဘတော်၎င်းချစ်သူရည်စားတော်၎င်းအိမ်နောက်ဘက်ကိုတော်၎င်းသာသမီကိုတော်၎င်းသူတို့လေးတွေကိုနှစ်ကချစ်တက်လာခြင်းကလည်းပဲအကြောင်းရင်းတစ်ခုအနေနဲ့ပါတတ်ပါတယ်အတ္တကိုဗဟုပြုတာမဟုတ်လို့ပို့ပြီးတော့လဲခိုင်ပါတယ်အားလဲကောင်းတယ်အတိတ်ပဲလဲပိုလေးနဲ့တယ်လို့မြင်မိပါတယ်ဆိုပြီးဆရာရဲ့ဆောင်ပါလေးကိုဒီနေရာလေးမှာပဲအဆုံးသတ်ထားပါတယ်ရှင်ဆရာရေးသားနေတဲ့အခုလိုစာပေလေးတွေကို update ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ဆရာရဲ့ Facebook page ဖြစ်တဲ့ဒေါက်တာဖြူတီဟာဆိုတဲ့ page လေးမှာတွားရောက်ဖတ်ရှုလို့ရတယ်လို့ဆရာရေးသားထုတ်ဝေပြီးဖြစ်တဲ့စာအုပ်တွေကိုလည်းဝယ်ယူအားပေးလို့ရပါတယ်ရှင်ပြီးဆုံးတဲ့ထိနားထောင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဆောင်ပါလေးတွေဖတ်ပြနိုင်အောင်လည်းကြိုးစားပါအောင်မယ်ရှင်